ကျန်းနေဟဲကအခုတလော password change ဆိုတဲ့ဇာတ်လမ်းတွဲနေရော New Year's Eve ကလာမှာ model လမ်းလျှောက်ခဲ့တဲ့ပုံစံကြောင့်အရန်ကိုနာမည်ကြီးနေပေါ့နော်။ तू ကဒီလိုနာမည်ကြီးလာမယ်ဆိုတာကို तू ကကြိုပြီးတည်ထားခဲ့တယ်။ဘာကြောင့်ကြိုတည်ရလဲဆိုပြီးခဲ့တဲ့နှစ်မှာ तू ပါခဲ့တဲ့ပွဲမှာထားတော့ဘီရင်ဆီယာမတယောက်နဲ့တွေ့ခဲ့တယ်။ဒါတွေဖြစ်လာမယ်ဆိုသူ့ကိုချိုးခိုးခဲ့တယ်။အဲ့ဒီခါတော့ငါကျန်းနေဟဲကဘီရင်ဆီယာမကို तू က2025-2026အတွင်းမှာပတ်စံအများရနိုင်မလားဆိုပြီးမိခဲ့တဲ့အခါမှာဆီယာမကရနိုင်တဲ့ပတ်စံတွေကအရှိန်အဟုန်ပြည့်ပြည့်နဲ့ကိုမင်းစီကိုဝင်လာမှာဖြစ်တယ်ဆိုပြီးတော့ဟောခဲ့တယ်ပေါ့နော်။အဲ့တော့အခုကြည့်မယ်ဆို तू ရတဲ့ brand deal တွေကြည့်ရဲ project တွေကြည့်ချင်တာအဲ့ဒီဟောကမှန်နေဆိုတော့တွေ့ရတယ်။ပို့ပြီးရထူးကြတာအဲ့လိုအောင်မြင်လာတာကအမျိုးသမီးပြည်သက်တွေကြောင့်ဖြစ်မယ်လို့ဆရာမပြောခဲ့တယ်ပေါ့နော်။အခုဆိုရင်အမျိုးသမီးတွေကတော့သူ့ကိုယူမှုဖြစ်နေကြပြီ။သူနဲ့ပတ်သက်တဲ့ makeup ပစ္စည်းတွေသူနဲ့ပတ်သက်တဲ့ခေါင်းအုံးတွေသူနဲ့ပတ်သက်တဲ့ stand up ပစ္စည်းတွေဒါမျိုးတွေအများကြီးပေါ့နော်ထုတ်လုပ်ပြီးတော့သူ့ကိုအားပေးနေကြတယ်တွေ့ရတယ်။အဲ့ဒါအပြင်သူ့ရဲ့2026အနုပညာခီးလန်းနဲ့ပတ်သက်ပြီးတော့မေးတဲ့အခါမှာဆိုဘီရင်ဆီယာမကနေပြီးအရန်အောင်ကောင်းမွန်နေမှာဖြစ်ပြီးတော့ nation prince ဖြစ်မယ်လို့တော့သတ်မှတ်ခံရလိမ့်မယ်လို့တော့ဟောခဲ့တယ်ပေါ့နော်။အဲ့တော့ဒါကလည်းအမှန်ကန်နေရဆိုတာကိုတွေ့ရတယ်ပေါ့နော်။သူနောက်ဆုံးတစ်ခုမေးလိုက်တာကတော့သူရဲ့အားလည်းရဲ့ကိုခီးထွက်ခွင့်ရမလားဆိုမေးလိုက်သေးတဲ့အခါမှာဘီရင်ဆီယာမကမရဘူးဆိုပြီးပြတ်သားဖြေခဲ့တယ်။ပွဲစီစဉ်နဲ့ host ကတော့သူ့ကိုပြောရပေါ့နော်။မင်းကချမ်းသာခြင်းသေးအားလည်းရဲ့လည်းသွားခြင်းသေးဟုတ်လားဆိုပြီးတော့စနောက်ခဲ့သေးပါတယ်။